ကဘာတက်တန်းအတူဆုံးတရဝါ9កောင်နံပါတ်5ဂီနီပက်နံပါတ်5ကတော့လူတွေအိမ်မွေးတလိပ်ဆန်အဖြစ်ချစ်ကြတဲ့ဂီနီပက်လေးတွေပါတခြားကျွတ်မျိုးနယ်တွေထက်တက်တန်းရှိတဲ့ထင်ရပေမဲ့တကယ်တမ်း၄နှစ်ကနေ10နှစ်ပဲအသက်ရှင်ကြတာပါသူတို့ဘဝကခဏလေးဆိုပေမဲ့လူတွေကိုတော့တော်တော်လေးပျော်ရွှင်မှုပေးနိုင်တဲ့တရဝါလေးတွေပါနံပါတ်4ယုံတွေကတဘာဝအတိုင်းဆိုရင်9နှစ်ကနေ9နှစ်10နှစ်လောက်ပဲအသက်ရှင်ကြတာပါသူတို့ကမြို့ပွားနှုတ်အញ្ញံ့ပေမဲ့ဘဝတက်တန်းကတော့တူတောင်းလွန်းတယ်လို့ပြောရမှာပါနံပါတ်3အိမ်ကျွတ်နံပါတ်3ကတော့လူကြီးမင်းတို့အိမ်မှာရှိတတ်တဲ့ကျွတ်တွေပဲဖြစ်ပါတယ်သူတို့ရဲ့ပြင်းပြတက်တဲ့9တစ်နှစ်ပဲရှိပါတယ်စားစရာရှာရင်ရန်သူတွေကြားရပြေးလွှားရင်သူတို့ဘဝရဲ့တစ်နှစ်ဆိုတာခဏလေးအတွင်းမှာပဲကုန်ဆုံးသွားတာပါနံပါတ်2ဂက်စတိုထရက်ကဲအခုဆိုရင်ရက်ပိုင်းပဲရှိတော့တဲ့တရဝါတွေစီရောက်လာပါနံပါတ်2ကဂက်စတိုထရက်လို့ခေါ်တဲ့ရေထဲကအနုကြည့်မှန်ပြောင်းနဲ့ကြည့်ရတဲ့တရဝါလေးတွေပါသူတို့ရဲ့တက်တန်းက3ရက်ပဲရှိပါတယ်အဲ့ဒီ3ရက်အတွင်းမှာပဲကြီးထွားလာမယ်မျိုးပွားမယ်ပြီးရင်ဘဝကိုအဆုံးသတ်သွားကြပါတယ်နံပါတ်1 Mayflyနံပါတ်1ကတော့ကမ္ဘာတက်တန်းအတူဆုံးလို့နာမည်ကျော်တဲ့ Mayfly ပစင်းရင်ခွဲတစ်မျိုးပါသူတို့ရဲ့အရွယ်ရောက်ပြီးတက်တန်းက24နာရီပဲရှိပါတယ်တချို့မျိုးစိတ်ဆိုရင်မိနစ်ပိုင်းပဲအသက်ရှင်ကြပါတယ်သူတို့မှာပါဇက်တောင်မပါပါဘူးဘာလို့လဲဆိုတော့သူတို့ရဲ့တရက်တာဘဝမှာစားတော့ဖို့ထက်မျိုးပွားဖို့တစ်ခုတည်းကိုပဲအချိန်ပေးပြီးတည်ဆုံးသွားကြပါတယ်ကဲလူကြီးမင်းတို့ကရော Mayfly သာဖြစ်ခဲ့မယ်ဆိုရင်ဒီတရက်ထဲမှာဘာတွေလုပ်မလဲ comment လေးမှာပြုတ်ပြီးသွားကြပါဦး